တက်စီမောင်းတော့2010အဲ့တော့တက်စီစီးရက်ခီးတွေကအကူမင်းသားလုပ်ခဲ့တာမလားမှတ်မိတယ်အဲ့ကျွန်တော်ကကျတော့ရုပ်တရက်စဉ်းစားလိုက်တာပေါ့မင်းသားတက်စီမောင်းမကောင်းပါဘူးလေဆိုအဲ့ဒါကျွန်တော်ညီလို့ကျွန်တော်သူ့အကိုလို့ပြောလိုက်တာဟုတ်လားတဲ့ဟုတ်တယ်လေကျွန်တော်နှစ်ကိုခွဲတော့ကျွန်တော်နည်းနည်းအားဖြစ်လိုက်သေးတယ်နှစ်ကိုခွဲရတယ်လေလို့ကြည့်ဘူးတဲ့အရာကောင်းလာတယ်ကျွန်တော်ဘလို့ကြိုက်ရပါဆိုသူကနောက်ကထိုင်ပြီးကျွန်တော်ချီးကျူးတယ်လေကျွန်တော်ကြည်တတ်တော့ပါဆရာရဲ့ဒီမှာတော့ကျွန်တော်ကဘယ်လိုခေါ်မလဲဒီလုတ်ခဲ့ပြီးမှနွမ်းပါလဲဆိုတော့ဗျာလူပြလောကကြီးမှာခေါင်းပေါင်းလေးပေါ့လို့ပြောလိုက်တဲ့ခါကျစီးတဲ့ခီးတဲ့မှတ်မိတယ်ဆရာငယ်ရုံမပြောက်ပေါ့ညီသူမဆိုးကိုညီသည်ဖြစ်စေညီသူမဆိုးမကိုညီသည်ဖြစ်စေကိုထူကိုထကိုဘဝအခြေအနေ